Kamin chamo dim dena me bono dim khancing lo khore ataro na satong ni shiwi pe yango ani la re yango ma be ji phit ne pe yo aphe ya song wa bi 2020မှာအမေကတော့အိမ်လုံးနဲ့ပေါ့နော်ပြီးတော့10တန်းကျောင်းပြီး10တန်းကျောင်းပဲပြီးရယ်တက္ကသိုလ်မတက်ရဘူးဆိုတော့နိုင်ငံရေးအခြေအနေနဲ့ဟောဖြစ်တော့CDM ဝင်တော့ဖမ်းมาလဲကြောက်တယ်ပေါ့နော်အဲတော့ကျောင်းမတက်ရဘူးပြီးရင်အောက်ကဟာတော့သမင်းချက်ကကြိုက်တယ်ပြီးရင်အခန်းသက်ရှိလို့ကြိုက်တယ်ပြီးရင်ပုံဆွဲရကြိုက်တယ်ပြီးရင်အဲ့ထဲမှာအကြိုက်ဆုံးကတော့ပုံဆွဲရတာပေါ့နော်ပြီးတော့ပုံဆွဲတဲ့အကြောင်းကို introduction လုပ်ချင်တယ်ပေါ့နော်ပုံဆွဲတယ်ဆိုတာဘာလဲဆိုတော့ဥမာကိုကစာရွက်တရွက်ပေါ်မှာကိုယ့်ရဲ့ဆွဲချင်တဲ့အရာလေးတွေ object ကိုမှလည်းထည့်ပြီးတော့အဲ့လိုကိုပုံဖော်တဲ့အရာမျိုးကို sketch art လို့ခေါ်တယ်ပြီးရင်ဘာလို့ကြိုက်ရလဲဆိုရင်ပုံဆွဲတဲ့ခါကျရင်ဒီကိုစိတ်ဖိစီးရပဲဖြစ်ကိုဘယ်လိုပြောမလဲစိတ်ဒေါ်လာထွက်နေတဲ့အချိန်ပဲဖြစ်ပုံဆွဲလိုက်ရင်အဲ့အရာပေါ်မှာလုံးဝမရှိတော့ဒီပုံဆွဲတဲ့ဟာပဲခေါင်းထဲမှာရှိတော့လုံးဝစိတ်ဖြေဖြောင်းနိုင်ရပါတော့အဲ့ဒါပြီးတော့ပုံဆွဲတဲ့အကျိုးရလကခုနပြောသလိုတခုemotion လုံးဝစိတ်တက်တာရရတယ် stress ဖြေတယ် anxiety မရှိဘူးပြီးရင် mental benefit ဆိုတာစိတ်ကျန်းမာရေးကိုတော်ကောင်းကိုယ့်ရဲ့အုံနောက်ပိုက်ဆိုင်ရမှာဒီဟာလုပ်ချရဖြစ်ပြီးရင် creative လည်းဖြစ်နိုင်တယ်ကိုဒီ character အကောင်တကောင်ဆွဲတာအဲ့လိုမျိုးပေါ့ပုံလေးတွေရေးထားတာပြီးအဲ့ဒါကြီးဆွဲချရပြပေါ့နော်ကိုဘယ်မလဲဒီဆွဲနေနဲ့ကို practice များလာတဲ့ခါကျရင်တကယ်လောက်တဲ့အကောင်တွေဆွဲနိုင်တဲ့ခါကျရင်ကိုလည်းဥမာနာမည်ကြီးရဲ့အနုပညာပြတိုင်းမှာကိုယ့်ရဲ့လက်ရာလေးပြန်ထားပေးနိုင်တယ်ကွာအဲ့လိုမျိုးဆိုတော့အရင်ကောင်းပါလေပြီး music စာပုံဆွဲချိန်မှာ music လည်းနားထောင်ရင်ပို့ပြီးတော့မှဆွဲရအဆင်ပြေပါတော့ပြီးတော့နောက်တစ်ခုကပုံဆွဲတဲ့အချိန်မှာအသုံးပြုတဲ့ပစ္စည်းတွေပေါ့နော်ခဲရန်ပြီးစာရွက်ပြင်တခြားဟာရခဲဖြက်ပြီးခဲဖြက်ပြီးပုံဆွဲတဲ့ခါကျရင်ခဲတဲ့အကြောင်းအရာဆွဲတဲ့ခါကျရင်ပြန်ပြဖြေရတဲ့ခဲတဲ့အခြားထိုးလေးရှိပါတော့အဲ့ဒါတွေကတော့ဒါတွေပေါ့နော်ပြီးရင် tissue တို့ဘာလို့တုံးရတယ်ပြီး pencil ကျတော့ခဲအမျိုးအစားနဲ့မျိုးရှိရ HB ရပြီးရင် graphic pencil ပြီးရင်ဒါကမီးသွေး pencil ရဒါကျခဲသားဆန်ရိုးခဲတာဒီဟာပေါ့နော်ပြီးရင် 2B HB ကအကြောင်းမှာသုံးတာများတယ်ပြီးရင်အများဆုံးအနက်ဆုံးဆိုရင်2B 4B 5B 6B 7B HB 9B 10B ဒီရှိရပါတော့ 10B ကတော့လုံးဝအနက်ဆုံးဥမာကိုအမောင်ထဲမှာဆွဲတာပြီးရင်စပင်တွေဆွဲတဲ့ခါကျရင်သုံးတဲ့ဟာရပါတော့ပြီးရင်စာရွက်ကကြတော့ sketch paper ရှိရယ် cut paper ရှိရယ် drawing pad ရှိ drawing pad ကကြဒီလိုtablet နဲ့ဆွဲရတယ်လို့ app တစ်ခုရှိကွန်ပျူတာလိုမျိုးဟာနဲ့ဆွဲရတဲ့ဟာမျိုး drawing pad လို့ခေါ်တယ်။စာရွက်ကတော့အထူအကျန်းနဲ့ A4 paper နဲ့နှမျိုးရှိဘူး။အဲ့ဒါကြီးပြီးရင်စာရွက် sketch ဆိုတာကဒါ portrait sketch ဆိုတာ A4 စာရွက်တွေပြီးရင် figure sketch ဆိုတာကဘယ်လိုမလဲလက်ပုံစံကိုယ့်ရဲ့လက်တို့ခြေထောက်တို့အပိုင်းတစ်ခုခုကွာအဲ့လိုမျိုးခေါင်းပဲဖြစ်အဲ့လိုမျိုးဟာဟိုတာပြီး landscape ကျ shooting ပုံလေး fashion အင်းဒီပုံစံဒါကျအဆောက်အနောက်ကအဆောက်အဦပုံစံလေး dome sketch ဆိုတာကဟိုအယုတ်လေးတွေဆွဲတဲ့ဟာမျိုးလေးတွေပေါ့နော်ပြီး still life ဆိုတာကဥမာခွတ်တော့ကိုရွှေ့လို့မရတဲ့ပစ္စည်းတွေပေါ့နော်ကိုရွှေ့လိုက်မှရွေ့တဲ့ပစ္စည်းတွေမျိုးstill life sketch လို့ခေါ်တယ်ပြီးတော့ဒါပုံဆွဲတဲ့ခါကျရင်အသုံးပြုတဲ့ပုံစံတွေပေါ့နော်hatching ဆိုတာ hatching ရ cross hatching ကစင်တူပဲ line တစ်ကြောင်းဆွဲတဲ့ခါကျရင်ဒီ line ပုံ cross hatching ဆိုရင်ပထမ line ကိုဖျော့ပဲဆွဲမယ်ဒုတိယ line ကိုနည်းနည်းမြင်တာအောင်ဆွဲတယ်ဆိုရင်အဲ့ဒါ cross hatching လို့ခေါ်တယ်ပြီးဒါ dotting ဆိုတာအဆက်လေးတွေချပြီးတော့မှဒီကနေဒီလိုသွားတဲ့ပုံစံမျိုးဖွားလေးအရင်ဆုံးပေါ့ဒီရုပ်လုံးမပေါ်အောင်အရင်ဆုံးဆွဲတဲ့ဟာမျိုး dotting ပြီး blending ဆိုတာကပုံဆွဲပြရတဲ့ပြန်ပြီးတော့ညီမျှဖြစ်အောင်ခြေရတာcontrol joint ဆိုတော့ make up လေးရင်လည်းနည်းနည်းပါဒီဟိုပြန်ပြီးဖြည့်ရတာမျိုးတွေပေါ့နော်
ပြီးရင် gesture drawing ဆိုတာလက်လို့ရှားပုံလက်ကဒီလိုသွားတယ်ဆိုရင်ဒီလိုလီးသွားတဲ့ပုံစံမျိုးဆွဲတာမျိုးပြီး highlight တယ်ဆိုတာကိုတခုပြီးသွားရဆိုရင်ဒီနားလေးဒီနားလိုသေးရဆိုပြီး highlight ချရပါတော့ပြီး scribble ဆိုတာတော့နည်းနည်းဆင်တယ်ဒီ blending နဲ့ဒီလိုလောက်ပဲအဲ့ဒါလေးပြီးရင်ဒါ step လိုက်ပေါ့နော်ပထမဆုံး step တွေနဲ့ကိုသုံးရမယ့် idea ဥပမာကိုကွန်ပျူတာပုံစံလေးကိုဆွဲမယ်ဆိုရင်ကွန်ပျူတာဆိုပြီးတော့ပြီးရင် basic shape လေးတွေချမယ်ဒီလို4တောင်လေး3တောင်ပုံစံမျိုးလေးချမယ်ပြီးရင် step 3ကကျတော့ refine the drawing ဆိုပြန်ပြီးမှဒီဟာကိုပြန်ပြီးဒါဖွားလေးပဲခြေရသေးရတော့ဒီဟာကျတော့ပြန်ပြီးမှဘယ်လိုလဲမြင်သာအောင်ပို့ပြီးမှနည်းနည်းခဲနဲ့ပင်ခြေရတယ်ပြီးရင်ဒါ detail အသေးစိတ်လေးတွေပြန်ပြုတ်လုပ်ပြီးမှ shading လုပ်မယ်ပြီးရင် final touch highlight ပြန်လုပ်မယ်အဲဆိုရင်ပြီးပြီပေါ့နော်ဒါကတော့ကေးရင်တော့ဆွဲတဲ့ပုံလေးပေါ့နည်းနည်းပွားထားတာဒါကတော့ပုံဆွဲတဲ့ခါကျရင်စိတ်ရှည်နဲ့ဆွဲဖို့ပြီးအရန်အလင်းစလို့ပြီးချင်တဲ့စောနဲ့ခဲရအောင်ဘယ်လိုဖိဆွဲမသွားပဲနဲ့ပေါ့နော်စိတ်ရှည်နဲ့ဆွဲသွားဖို့လိုတယ်ပြီးရင်အများ practice လုပ်ရမယ်ဆိုတာပုံဆွဲချင်တဲ့သူရှိမှာနော်ဒါကတော့ပုံဆွဲခြင်းအပြင်ခံစားချက်တွေပေါ့နော်ပုံဆွဲတယ်ဆိုတာကိုယ်စကားနဲ့မပြောနိုင်တဲ့အရာပုံမှာဒီပုံကိုကြည့်ခြင်းအပြင်ဒီလိုကဘယ်လိုခံစားချက်ဖြစ်နေလဲဆိုတော့ဖော်ပြလို့ရတာပေါ့နော်အဲ့ဒါဒီဟာလေးပြချင်ပါတယ်လို့အားလုံးပဲကျေးဇူးတင်ပါတယ်